ဆေးထိုးဆေးသားဖို့မလိုဘဲနဲ့အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့အာယုံကြောကိုအားကောင်းစေမဲ့နီလန်းလေးကိုပြောပြပေးချင်တာပါလိုအပ်တဲ့ပစ္စည်းလေးတွေကတော့ငပြောသီးရယ်ကြက်ဥရယ်တံမြသီးရယ်ရင်နွေးပူပူရယ်ပဲဖြစ်ပါတယ်ရှင်ရင်နွေးပူပူတဲ့ကိုကြက်ဥကိုဖောက်ပြီးတော့ထည့်ပါမယ်ကြက်ဥအစိမ်းလေးဖောက်ပြီးတော့ထည့်မှာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ခလောက်မယ်တို့လေးကြေမွသွားအောင်ခလောက်ပြီးပြီဆိုလို့ရှိရင်တော့ငပြောသီးလေးကိုလှီးပြီးတော့ထည့်ပါမယ်ငပြောသီးလေးတွေကိုပပလေးလှီးပြီးတော့ထည့်ပါမယ်သီးကိုလှီးပြီးတော့ထည့်မှွေပြီးတဲ့ခါမှာတော့တံမြသီးလေးကိုညှစ်ပြီးတော့ထည့်ပါမယ်ကဲတံမြသီးလေးကိုညှစ်ပြီးတော့ထည့်လိုက်ပါပြီပြီးရင်တော့ငပြောသီးကြေမွသွားတဲ့အထိမှွေပြီးလို့ရှိရင်တောက်ပါမယ်ရှင်ဒီဟာလေးကဆေးထိုးဆေးတောက်ဖို့မလိုပဲနဲ့အာယုံကြောအားကောင်းစေတဲ့နည်းလေးပဲဖြစ်ပါတယ်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လည်းလုံးလို့ရပါတယ်ရှင်